ကဘာဖလားဝင်ခွင့်အတွက်အပြိုင်ဖြစ်နေကြတဲ့ Wiseland နဲ့ Dominic Ivan 89နဲ့ 5-3 လုံးမေးဆော့မယ်ဆိုရင်မြန်မာနိုင်ငံယုံကြည်စိတ်ချဆုံးရွှေထုံးစီနီယာအေဂျင့်ရဲ့ Viber Telegram နံပါတ်398854လုံး311ကိုခုပဲဆက်သွယ်လိုက်ပါနေပယ်မှာထုံးလင်းနေတဲ့ Manchester ကျယ်ဝင်အောင်2ယောက်ဟာကဘာဖလားခြေစပွဲအုပ်စုပွဲတင်တွေမှာတော့အုပ်စုတစ်ခုတွဲမှာအတူတူကြောက်နေကြတာဖြစ်ပြီး Club သင်းမော်ရေးဆွေမဲ့နိုင်ငံသင်းမှာတော့ပြိုင်ဘက်တွေဖြစ်မြင်တွေ့နေကြတာဖြစ်ပါတယ်Wiseland ဒိမန်အသင်းနဲ့တူကဘာဖလားခြေစပွဲမှာပိုင်းကစားပေးနေကြတာဖြစ်ပြီး Dominic ကတော့ Scotland အသင်းနဲ့တူကဘာဖလားခြေစပွဲမှာပိုင်းကစားနေကြတာပါဒိမန်နဲ့ Scotland အသင်းတို့ကဘာဖလားခြေစပွဲအုပ်စု C ရဲ့အတူတူကြောက်နေကြတာပဲဖြစ်ပါတယ်နောက်ပြီးတော့နှစ်သင်းစလုံးဟာကဘာဖလားခြေစပွဲအုပ်စု၄ပွဲစီကစားပြီးချိန်၃ပွဲနိုင်တစ်ပွဲသေးဆွဲရလ9စီကိုပိုင်ဆိုင်ထားခဲ့ကြဖြစ်တဲ့အတွက်ရမှန်10မှတ်နဲ့ခြေစပွဲအောင်မြင်မှုအခြေအနေတွေကောင်းနေခဲ့ကြပဲဖြစ်ပါတယ်ဒါမဲ့တခုရှိတာကခြေစပွဲကိုဓာတ်ရိုက်အောင်မြင်မှုကတသင်းသာရွေးချယ်သွားမှာဖြစ်ပြီးတော့နောက်သင်းကတော့ခြေစပွဲထပ်မံကစားပြီးတော့မှနောက်တစ်ဆင့်ကိုတက်ရောက်နိုင်တော့မှာဖြစ်ပါတယ်လက်ရှိနေသားရနောက်တစ်ဆင့်အတွက်ခြေစပွဲအောင်မြင်မှုခွင့်ကောင်းတွေပိုင်ဆိုင်တဲ့အသင်းက Wiseland ဒိမန်အသင်းပဲဖြစ်နေပါတယ် Wiseland ဒိမန်အသင်းဟာအုပ်စုခြေစပွဲ၄ပွဲမှာသွင်းကို12ဂိုးထိသွင်းထားခဲ့ပြီးဘေးကိုတကူသာရှိထားခဲ့တာဖြစ်တဲ့အတွက်ဂိုးကွာချမှု17ဂိုးနဲ့ထိပ်ဆုံးမှာရပ်တည်နေခဲ့တာဖြစ်ပြီးတော့ Scotland အသင်းကတော့၄ပွဲကစားပြီးတဲ့အချိန်မှာသွင်းကို9ဂိုးပေးကို2ဂိုးဆွဲရလာတဲ့ဂိုးကွာချမှု9ဂိုးနဲ့တူဒုတိယနေရာမှာရပ်တည်နေခဲ့တာပါကဘာဖလားခြေစပွဲအုပ်စုပွဲစဉ်တွေကစားဖို့2ပွဲစီကျန်ရှိနေတဲ့အချိန်မှာဒိမန်နဲ့ Scotland တို့ဟာထိပ်တိုက်ရင်ဆိုင်သွားအောင်မှာဖြစ်ပြီးတော့ဆိုပါထိပ်တိုက်တွေ့ဆုံမှုကတော့အုပ်စုခြေစပွဲရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့အတွက်အကျိတ်နဲ့ဖြစ်လာအောင်မဲ့ပွဲစဉ်တစ်ပွဲဖြစ်နေမြင်တွေ့သွားရအောင်မှာဖြစ်ပါတယ်ဒိမန်တင်လာမဲ့နိုဝင်ဘာလအတွင်းမှာတော့ဘယ်လာရုစ်အသင်းကိုအိမ်ကွင်းမှာအခမ်းကစားသွားမှာဖြစ်ပြီးအဲနောက်မှာတော့ Scotland အသင်းနဲ့ဝေးကွင်းပွဲစဉ်ကိုသွားရင်ဆိုင်ကစားမှာပါ Scotland ကတော့ Greece အသင်းနဲ့ဝေးကွင်းပွဲစဉ်ဖြစ်နေကစားဖို့ကြံရှိနေသေးတာဖြစ်သလိုဒိမန်အသင်းနဲ့အိမ်ကွင်းပွဲစဉ်ကိုလည်းရှင်မြန်ကစားသွားဖို့ရှိနေကြတာဖြစ်ပါတယ်Scotland အသင်းအနေနဲ့ Green နဲ့အဝေးကွင်းပွဲစဉ်မှာခြေချော်မသွားဖို့ရေးကြီးသလိုဒိမန်နဲ့အိမ်ကွင်းပွဲစဉ်မှာလည်းရရှိလာတဲ့ခွင်းတွေကိုအမိရဖမ်းဆုပ်သွားနိုင်မလားစောင့်ကြည့်ရမှာပါဒိမန်အသင်းကတော့ Belarus ကိုနိုင်ပြီးတော့ Scotland မီမှာတေတမတ်ရအောင်နဲ့နောက်တစ်ဆင့်ကိုတက်လန်းသွားနိုင်မှာဖြစ်တဲ့အတွက်ဒိမန်အသင်းတို့လည်းလက်ကျန်ပွဲစဉ်2ပွဲဟာရေးပါတဲ့ပွဲစဉ်တွေဖြစ်သတ်မှတ်သွားမှာဖြစ်ပါတယ်ဒိမန်နဲ့ Scotland တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုနဲ့တူ Wiseland နဲ့ Dominic တို့နှစ်ယောက်ရဲ့ထိပ်တိုက်တွေ့ဆုံမှုမြင်တွေ့သွားဖို့ရှိနေတာဖြစ်ပြီးတော့ Manchester မှာရောနေပယ်မှာပါအသင်းဘော်တွေဖြစ်နေကစားခဲ့ကြတဲ့အသင်းဘော်တွေအနေနဲ့ကတော့နိုင်ငံအသင်းတွေမှာတော့ပြိုင်ဘက်ဖြစ်နေရင်ဆိုင်သွားတော့မှာဖြစ်ပါတယ်နောက်ပြီးတော့ Wiseland Dominic ပါသက်ဆိုင်နိုင်ငံအသင်းတွေအတွက်ပြီးခဲ့တဲ့ညကစားခဲ့ကြတဲ့ပွဲစဉ်တွေမှာသွင်းကိုတွေရယူထားခဲ့ကြတာကိုမြင်တွေ့ထားတာဖြစ်ပါတယ်ဒိမန်သားတိုင်းစင်မောဂရီသင်းကိုနိုင်ခဲ့တဲ့ပြီးခဲ့တဲ့ညပွဲစဉ်မှာအရေးပါတဲ့အဖွင့်ကိုသွင်းပေးသွားခဲ့ပြီးတော့ Club သင်းတွေရောနိုင်ငံသင်းတွေပါနောက်ဆုံး၄ပွဲဆက်သွင်းကိုတွေရယူထားနိုင်ခဲ့တဲ့ထိခြေသွမ်းကောင်းတွေပြသနေခဲ့တာပါ Wiseland Club သင်းနဲ့နိုင်ငံသင်းတွေနောက်ဆုံး၄ပွဲမှာသွင်းကို6ဂိုးထိသွင်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်နိုင်ငံသင်းတွေနောက်ဆုံး3ပွဲဆက်ဂိုးသွင်းထားခဲ့လို့အဆိုပါ3ပွဲမှာလည်း4ဂိုးသွင်းတကိုးဖန်တီးဆွဲစွမ်းဆောင်ရင်ကိုပြသထားတာပါနေပယ်ရောက်မှ Wiseland တယောက်သွင်းကိုတွေတောက်လျှောက်သွင်းနေတာဖြစ်ပြီးနာပိုလီသင်းတွေနောက်ဆုံးကစားခဲ့တဲ့2ပွဲမှာလည်းသွင်းကိုတွေရယူပေးထားခဲ့တာဖြစ်ပါတယ် Scotland သင်းတွေလည်း Dominic ရေးပါတဲ့ကွင်းလင်ကစားမဖြစ်ကစားနေကြတာဖြစ်ပြီးတော့ပြီးခဲ့တဲ့ညကစားခဲ့တဲ့ Belarus နဲ့ပွဲစဉ်မှာလည်း Dominic တယောက်သွင်းကိုတကိုးရယူကစွမ်းဆောင်ရင်ကောင်းတွေကိုပြသသွားခဲ့တာပဲဖြစ်ပါတယ်